မင်္ဂလာပါရှင်ဒီနေ့ကျမရေးတရင်ရေးမြစ်တွေကိုချွေခံပြီးတော့လဲအမျိုးသားတွေမှာအဖြစ်များမိမယ်ပြိုးရဆိုရနည်းနည်းခတ်တဲ့အကြောင်းအရာလေးတစ်ခုကိုဆွေးနွေးကြည့်ကြပါမယ်ဟုတ်ကဲ့ကတော့လင်းအင်္ဂါတမမှုချွေယွင်းခြင်း erectile dysfunction လို့ခေါ်တဲ့ ED အကြောင်းပါပဲဒါကိုကျမရှုထောက်ကနေပိုပြီးနားလည်အောင်စူးစမ်းကြည့်ကြတာပေါ့ဟုတ်ကဲ့erectile dysfunction ဆိုတာကတော့လင်းဆက်ဆံဖို့လုံလောက်တဲ့လင်းတန်တမမှုမရတာဒါမှမဟုတ်ရပြီးရင်လည်းကြာထိမထားနိုင်တာကိုဆိုလိုတာပါခင်ဗျာတခါလေစိတ်ဖိစီးမှုတွေပင်ပန်းတာလေအရင်နဲ့များသွားတာမျိုးစိတ်တချို့အကြောင်းလည်းဖြစ်တတ်တာပေါ့ဒါပေမဲ့ခဏဖြစ်နေပြီဆိုတော့3လလောက်ဆက်တိုက်လို့ဖြစ်နေတော့အဲ့ဒါနောက် gram မှာတခြားကြမ်းမိုင်ပြဿနာတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်တယ်လို့သတ်မှတ်ရမှာပါဟုတ်ကဲ့ဒီတက်40နဲ့90ကြားအမျိုးသားတွေမှာဆိုရင်လေထက်ဝက်လောက်ကဒီပြဿနာကိုအနည်းနဲ့များတော့ဂျုံဖူးကြတယ်လို့ဆိုပါတယ်နောက်ပြီးခမ်းမှန်းချက်တဲ့အရ2025မှာဆိုရင်ကမ္ဘာမှာအမျိုးသားတန်း320လောက်ထိဒီပြဿနာရှိလာနိုင်တယ်လို့တော့ပြောနေကြတယ်ဟဲ့တန်း300ကျော်ဆိုတော့တော်တော်များတာပဲနော်ဆိုတော့အရေးကြီးလာကဒီလိုမကြာခဏဖြစ်လာရင်ဆံဝန်နဲ့တေချာတိုင်းမြင်ဖို့လိုအပ်တယ်ဆိုတဲ့အချက်ပဲနော်ဟုတ်ပါတယ်ဘာလို့လဲဆိုတော့ဒီပြဿနာကဥမာနှလုံးရောဂါစီးချိုသွေးတို့ကိုလက်စထရောများတာလိုမျိုးပေါ့တခြားကျန်းမာရေးပြဿနာတွေရဲ့ရှေ့ပြလက္ခဏာမျိုးဖြစ်နေတတ်လို့ပါပဲလိန်နန်စီသွေးပို့တဲ့သွေးကြောတေးသေးလေးတွေကနှလုံးသွေးကြောတွေထပ်ပို့အရင်ပျက်စီးတာကိုပြတတ်တယ်လို့လည်းထပ်ဖူးပါတယ်တကယ်ဟုတ်ပါတယ်ခင်ဗျာဖြစ်စေတဲ့အကြောင်းရင်းတွေကိုကြည့်ရင်လေရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဆိုပြီးအကြမ်းဖျင်းခွဲလို့ရတယ်ရုပ်ပိုင်းဆိုင်ရာမှာဆိုရင်အဖြစ်အများဆုံးတော့သွေးကြောဆိုင်ရာပြဿနာတွေပါပဲသွေးကြောပိုင်းပေါ့နော်ဟုတ်ကဲ့ဥမာသွေးကြောနိုင်အနေမှာအစီဖတ်တိဆူပြီးသွေးကြောကျဉ်းသွားတာမျိုးပေါ့ atherosclerosis လို့ခေါ်တာပေါ့လေအဲ့ဒါအဖြစ်များတယ်နောက်ပြီးအာယုံကြောထိခိုက်တာဟော်မုန်းဆိုင်ရာပြဿနာအထူးသဖြင့် testosterone နီးတာမျိုးပေါ့ပြီးတော့တောက်နေရတဲ့ဆေးတချို့ရဲ့ဘေးထွက်ဆိုးကျုံရင်လည်းဖြစ်နိုင်တယ်။နောက်လူနေမှုပုံစံတွေဆီလီတောက်တာအဝလွန်တာကိုယ်လက်လှူရှာမှုနေတာအရက်တို့မူရဆေးတို့အဲ့ဒါတွေကလည်းအထီးကတရားခံတွေထဲမှာပါတာပေါ့။ခုနပြောတဲ့စီးချိုသွေးတို့လိုယောဂါတွေနဲ့ဆိုတိုက်ရိုက်ကိုဆက်ဆက်နေတာဟုတ်ကဲ့ဒါဆိုရုပ်ပိုင်းဆိုင်ရာအကြောင်းတွေအပြင်စိတ်ပိုင်းဆိုင်ရာကလည်းဒီကိစ္စမှာတော်တော်လေးအရေးပါတယ်ဆိုတဲ့သဘောပေါ့ဘလို့အချက်တွေပါဝင်တက်လဲရှင်မှန်ပါတယ်ခင်ဗျာစိတ်ပိုင်းဆိုင်ရာကလည်းအရေးကြီးပါတယ်ဥမာစိတ်ဖိစီးမှုတွေအလုတ်ကြောင့်ဖြစ်တခြားလူမှုရေးကြောင့်ဖြစ်ပေါ့နောက်စိုးရင်စိတ်များတာစိတ်တက်ကြတာကိုယုံကြည်မှုနည်းသွားတာအိမ်တောင်ဖတ်နဲ့ဆက်ဆံရေးအဆင်ပြေတာမျိုးတွေအဲ့ဒါတွေအကုန်လုံးကလင်းရင်ကတတ်မှမှုကိုထိခိုက်စေနိုင်ပါတယ်ဟုတ်ကဲ့တခါတလေကျတော့ရုပ်ပိုင်းဆိုင်ရာပြဿနာတေးသေးလေးကနေစတာပဲဒါပေမဲ့အဲ့ဒါကိုစိတ်ထဲမှာအရန်စိုးရင်သွားပြီးတော့ပြဿနာကိုပိုဆိုးသွားစေတာမျိုးလည်းရှိတတ်ပါတယ် performance anxiety လို့ခေါ်တာပေါ့ဟုတ်ကဲ့ဆိုတော့ယောဂအမီတိတိကျကျသတ်မှတ်ဖို့အတွက်ဆရာဝန်တွေကဘယ်လိုမျိုးစမ်းသပ်စစ်ဆေးမှုတွေလုပ်ကြလဲရှင်လူနာဘက်ကတော့ဘာကိုအဓိက group ဆက်ရမလဲအဓိကကတော့ဆရာဝန်ကလူနာရဲ့ကျန်းမာရေးသားဆိုရင်ပြီးတော့လိင်မှုဆိုင်ရာအခြေအနေတွေကိုအသေးစိတ်မေးမြန်းမှာပေါ့ပြီးတော့ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေဥမာသွေးပေါင်ချိန်ထားတာလိင်အင်္ဂါကိုစစ်ဆေးတာမျိုးတွေလုပ်ပါမယ်လိုအပ်တဲ့ဆိုရင်သွေးစစ်တာစီးစစ်တာတွေလုပ်ရနိုင်တယ်သွေးထဲမှာစီးကျိုအခြေအနေကိုလက်စထရောတက်စတိုစထရွန်ဟော်မုန်းပမာဏစတာတွေကိုစစ်တာပေါ့တခါလေသွေးကြောအခြေအနေကိုပိုထေချောင်းအလ်ထရာဆောင်းရိုက်တာမျိုးဒါမှမဟုတ်စိတ်ချမ်းမာရေးဘက်ကိုတန်တရားရှိရင်စိတ်ချမ်းမာရေးစစ်ဆေးတာမျိုးလိုအပ်နိုင်ပါတယ်အရေးကြီးဆုံးကတော့လူနာဘက်ကဆရာဟွန်တို့ရိုးရိုးသားသားပွင့်လင်းပြောပြဖို့ပါပဲဒါကရှက်စရာကိစ္စတစ်ခုမဟုတ်ဘဲနဲ့ဖြေရှင်းလို့ရတဲ့ကျန်းမာရေးပြဿနာတစ်ခုအနေနဲ့သဘောထားပြီးချင်းကပ်ဖို့အရေးကြီးပါတယ်ခင်ဗျာဟုတ်ကဲ့ကုသမှုအပိုင်းကိုဆက်ကြည့်အောင်အရင်ဆုံးလူနေမှုပုံစံပြောင်းလဲဖို့အကြံပြုကြတာများတယ်နော်ဟုတ်ပါတယ်အဲ့ဒါကအခြေခံအကြဆုံးနဲ့အရေးကြီးဆုံးအပိုင်းလို့ပြောလို့ရပါတယ်ကိုယ်အလေးချင်းများနေရင်ချို့ဖို့ဆေးလိပ်တောက်တရင်ဖြတ်ဖို့ကျန်းမာရေးနဲ့ညူနှတ်တဲ့အစားအသောက်ဥမာအသေးရွက်အစေးအဆန်တွေများစားတာမျိုးပြီးတော့ပုံမှန်လေ့ကျင့်ခန်းလွန်တာအထူးသဖြင့်နှလုံးနဲ့သွေးကြောအတွက်ကောင်းတဲ့လေ့ကျင့်ခန်းတွေပေါ့ဟုတ်ကဲ့နော်စိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်အောင်ကြိုးစားတာအရက်တောက်သုံးမှုကိုကန့်သက်တာဒါတွေအလုံးက ED ကိုတက်တာစေဖို့အများကြီးအထောက်အကူပြုပါတယ်ကျော်တော်တို့တွေမှဆိုရင်ဒီအချက်တွေကိုလိုက်နာလိုက်တာနဲ့ကိုပြဿနာကတိတိတတ်တာသွားတာမျိုးပျောက်သွားတာမျိုးတော့ရှိနိုင်ပါတယ်ဟုတ်ကဲ့ဆေးဝါးတွေနေတဲ့ကြတော့ရောဘယ်လိုတွေရှိပါသလဲ Viagra ရော Cialis တို့လို့ဆေးတွေကတော့တော်တော်လေးလူသိများပါတယ်မှန်ပါတယ်အဲ့ဒါတွေက PD5 inhibitors လို့ခေါ်တဲ့ဆေးအုပ်စုဝင်တွေပါသူ
သူတို့ကလိန်တန်စီကိုသွေးစည်းစိမ့်မှုပိုကောင်းအောင်လုပ်ပေးပြီးတမမှုကိုအားပေးတာပေါ့ဒါပေမဲ့မှတ်ထားရမှာကဒီစိတ်တွေအားနေတင်ပြဖို့အတွက်လိန်ပိုက်ဆိုင်ရာစိတ်နိုးချမှု sexual stimulation ရှိဖို့လိုအပ်ပါတယ်စေးတောက်လိုက်ရုံနဲ့သူ့ဘာသာသူတမ်းမာလာတာမျိုးတော့မဟုတ်ပါဘူး အော်ဟုတ်ကဲ့ နောက်ပြီးအញ្ញတတိထားရမယ့်အချက်က nitrate ပါတဲ့နှလုံးဆေးတွေဥမာရင်ပတ်အောင်ရင်ငုံရတဲ့ဆေးမျိုးတွေတောက်နေရတဲ့သူတွေဆိုရင်ဒီ PD5 inhibitors တွေကိုလုံးဝမသုံးဆွဲရပါဘူး ဟုတ်ကဲ့ ဘာလို့လဲဆိုတော့ဆေးနှမျိုးလုံးကသွေးပေါင်ကိုကျစီတဲ့အာနိသင်ရှိတော့အတူတူထုံးမိရင်သွေးပေါင်ထိုးကြပြီးအသက်အန္တရာယ်အထိဖြစ်နိုင်လို့ပါဒါကြောင့်ဒီလိုဆေးတွေသုံးမယ်ဆိုရင်ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ပဲသုံးဆွဲသင့်ပါတယ် online ကနေလွယ်လွယ်ကူကူဝယ်လို့ရနေတာတွေကအရေးသွေးမသေးချသလိုကိုကြမ်းမရဲ့အခြေအနေနဲ့တကယ်တင့်တော်ရလားမသိပဲသုံးမိရင်အန်တဲ့အရမ်းများပါလေခင်ဗျာ ဟုတ်ကဲ့တခြားကုသနည်းလမ်းတွေရောရှိပါသေးလားရှင် ရှိပါတယ်ခင်ဗျာဆေးတောက်လို့အဆင်မပြေတဲ့သူတွေဒါမှမဟုတ်ဆေးမတောက်ချင်တဲ့သူတွေအတွက်တခြားနည်းလမ်းတွေရှိပါတယ်ဥပမာလင်နာနဲ့ကိုတိုက်ရိုက်ဆေးထိုးတဲ့နည်းလမ်း L-prostadil စီလန်းကြောင့်တဲ့ကိုဆေးလုံးတည်တည်ထည့်တဲ့နည်း laser set vacuum pump သုံးပြီးတမအောင်လုပ်တဲ့နည်းတွေလည်းရှိတယ် testosterone ဟော်မုန်းနည်းနေတဲ့သူတွေအတွက်ဆိုရင်တော့ testosterone အစားထိုးကုထုံကအကျိုးရှိနိုင်ပါတယ်တခြားနည်းတွေအားလုံးနဲ့မှအဆင်မပြေတော့ဘူးဆိုရင်တော့နောက်ဆုံးနည်းလမ်းအဖြစ်လိမ့်နှံတဲ့ကိုပစ္စည်းထည့်သွင်းတဲ့ခွဲစိတ်မှု penile implant ကိုစဉ်းစားနိုင်ပါတယ်နောက်တစ်ခုကစိတ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေပါနေတယ်ဆိုရင်စိတ်ကျန်းမာရေးပညာရှင်နဲ့အကြံပေးဆွေးနွေးမှု counseling ခံယူတာလည်းကုသမှုရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါပဲ ဟုတ်ကဲ့ဒါဆိုရင်ကားခွဲခြင်းဆိုတာအထက်ကျမ်းမာတဲ့လူနေမှုပုံစံကိုထိန်းသိမ်းသွားတာက ED မဖြောင်ရောဖြစ်လာရင်တတ်တာအောင်ရောဦးရည်ကြီးဆုံးပဲလို့ပြောလို့ရမလားရှင် အတိအကျပါပဲခင်ဗျကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားတော့စားသုံးတာပုံမှန်လေ့ကျင့်ခန်းလုပ်တာကိုယ်လေ့ကျင့်ကိုထိန်းသိမ်းတာစိတ်လက်ရှောင်တာအရက်အလုံးကျွမ်းမတော့တာဒီအချက်တွေက ED ကိုကာကွယ်ရလဲရောက်တယ်လို့ရေးပြည့်ကျမ်းမာရေးတစ်ခုလုံးကိုလည်းမြင့်တင်ပေးပါတယ်ရှိနေပြီးသားနာရရှင်ယောဂါတွေဥပမာစီချိုသွေးတို့ဟလုံးယောဂါတွေကိုလည်းစနစ်တကျကုသမှုခံယူပြီးကောင်းကောင်းထိန်းချုပ်ထားဖို့လိုပါတယ်စိတ်ဖိစီးမှုတွေကိုကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့ဒါလည်းအရေးကြီးပါတယ်လေ ဟုတ်ကဲ့နောက်တစ်ခုကျွန်မထင်တာကရောလေဒီကိစ္စနဲ့ပတ်သက်ပြီးအိမ်အောင်ဗတမဟုတ်ချစ်တူနဲ့ပွန့်ပွန့်လင်းလင်းဆွေးနွေးတိုင်ပင်ကြဖို့ကလည်းဒီပြဿနာကိုအတူတူရင်ဆိုင်ကြော်လွှားရမှာအရန်အေးပါမယ်ထင်ပါတယ်နော် တကယ်ကိုရေးကြည့်ပါတယ်ခင်ဗျဒီလိုပုံမလင်းလင်းဆက်သွယ်ပြောဆိုခြင်းအားဖြင့်တယောက်နဲ့တယောက်နားလည်မှုပိုရစေတယ်ရှက်တာတွေစိုးရင်တာတွေကိုရောကြစေပြီးတော့ပြဿနာကိုအတူတကွဖြေရှင်းဖို့အများကြီးအားဖြစ်စေပါတယ် ဟုတ်ကဲ့ဒီနေ့ဆွေးနွေးသေးတာတွေကိုအနစ်ချုပ်ပြန်ပြောရရင်တော့လင်းအင်္ဂါတမ္မာမှုချူရင်ချင်းဆိုတာအဖြစ်မြောက်တဲ့ကျမကြီးအခြေအနေတစ်ခုဖြစ်တဲ့ကုသလို့ရနိုင်တယ်ပြီးတော့ဒါဟာကိုယ့်ရဲ့ရေပြိုးရေးကျမကြီးအထူးသဖြင့်နှလုံးနဲ့သွေးကြောကျမကြီးနဲ့နီးနီးကပ်ကပ်ဆက်ဆက်နေတယ်ဆိုတာပါပဲ ဟုတ်ပါတယ် ဒါကြောင့်ဒီလိုလက္ခဏာတွေကြုံတွေ့လာရင်ရှက်ရုံမနေပဲကျမကြီးစောင့်ရှောက်မှုပြီးသူနဲ့ရဲတိုင်ပင်မှုတိုက်တွန်းခြင်းပါတယ်လူနေမှုပုံစံပြောင်းလဲတာနေစလို့ထီရောက်တဲ့ကုသနည်းတွေအမျိုးမျိုးရှိနေတယ်ဆိုတာကိုလည်းသတိရစေခြင်းပါတယ်။ဒါဟာကိုယ့်ရဲ့တန်ဖိုးကိုထိခိုက်စေတဲ့အရာမဟုတ်ဘဲနဲ့ဖြည့်ရှင်းနိုင်တဲ့ကျန်းမာရေးအခြေအနေတစ်ခုသာဖြစ်ပါတယ် ဟုတ်ကဲ့အထူးသဖြင့်ခုနပြောခဲ့သလိုပေါ့နှလုံးနဲ့သွေးကြောကျန်းမာရေးအတွက်ဒါကအရေးကြီးရဲ့ရှေ့ပြေတတိပေးခေါင်းလောင်းနဲ့ထနိုင်တယ်ဆိုတာကိုလုံးဝမမေ့သင့်ပါဘူးဘာလို့လဲဆိုတော့လိန်နန်စီသွေးပို့ပေးတဲ့သွေးကြောငယ်လေးတွေမှာပြဿနာစတင်ပြတာဟာနောက်ပိုင်းမှာနှလုံးလိုအင်္ဂါအောက်အဖက်အောင်တောင်းတဲ့စီသွေးပို့တဲ့သွေးကြောကြီးတွေမှာဖြစ်လာနိုင်တဲ့ပူကြီးမားတဲ့ပြဿနာတွေကိုကြိုတင်တတိပေးနေတာမျိုးဖြစ်နိုင်လို့ပါပဲ ဟုတ်ကဲ့ဒါကြောင့်မို့လို့ဒီနှစ်ဆွေးနွေးချက်ကိုအဆုံးသတ်အနေနဲ့စဉ်းစားကြည့်ရလေတခုပေးချင်ပါတယ်လိန်အင်္ဂါတမ္မာမှုချုပ်ရင်ချင်းကသွေးကြောကျန်းမာရေးနဲ့ဒီလောက်တောင်ဆက်ဆက်နေတယ်ဆိုရင်ဒီနေ့ကစပြီးကိုယ့်ရဲ့လိန်မှုဆိုင်ရာကျန်းမာရေးအတွက်တာမကပဲကိုယ့်ရဲ့အလုံးစုံကျန်းမာရေးအတွက်ပါအကျိုးရှိစေမဲ့ဘလို့တင်းငယ်တဲ့လူနေမှုပုံစံပြောင်းလဲမှုလေးတစ်ခုကိုစတင်ပြီးလက်တွေ့လှုပ်ဆောင်ကြည့်နိုင်တယ်လဲဆိုတာလေးကိုပေါ့လေ